大家好，这颗给大家看一下，它这话就是天然的白蓝宝啊。虽然说这白蓝宝吧，但是它颜色的话就是比较那种带一点点蓝色调底的，倒是挺好看的哦。色也是比较闪一点的那种，看到没有？而且它这个里面的话就是有一点点内含物的啊，但也是不影响美观的一个料子，因为是本身就是属于干邑家族，所以日常佩戴、长期佩戴没什么问题。而且它창口的话就是缅甸蘑菇창口的啊，很好看。这一颗的话就是有1克拉多的，这一颗有1克拉多，可以做戒指的一个款式，而且它这个价格是挺友好的啊，这个价格才2500人民币，这个价格才2500人民币哦。如果喜欢的话可以私信的啊，谢谢大家。Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကကျတော့ဟိုတဖျားလေးပေါ့နော်။ဒါလေးရင်းလာပါရှင်။ဒါလေးဆိုလို့ရှိရင်လက်စွပ်နေနဲ့လည်းဝေလို့ရပါတယ်ရှင်။ဒါလေးဆိုလို့ရှိရင်သူ့ရဲ့ချုံလေးကလည်းထူရပေါ့နော်။ဒါလေးဆိုတက်ကလက်ကြော်ရှိပါတယ်ရှင်။ဒါလေးတက်ကလက်ကြော်ရှိပါတယ်။ကြောက်ရည်ကြောက်တာလေးလည်းတော်တော်လေးလာရပါတော့။ဒါလေးဆိုလို့ရှိရင်ဈေးလေးကကျတော့6သိန်းလေးပါပဲရှင်။ဒါလေးဈေးလေးက6သိန်းလေးပါ။ဘယ်ဈေးလေးနဲ့လည်းတန်တယ်ပေါ့နော်။ဒါလေးဆိုလို့ရှိရင်အပြင်နာစားလေးပြင်ပါလေရှင်။ကျလို့ရှိရင်စီမာလာခဲ့ပြီပါ။ဒါလေးတော်တော်လေးလာနော်ကြည့်ပါဦး။ကြောက်ရည်ကြောက်တာတော်တော်လေးကိုလာတယ်။